ရှင်ရောအဲ့ဒါဆရာကြောင့် ဘာတော့ဟာ တမျိုးအခုလူတွေကတောင်းသွားကြတဲ့ကလေးအိတ်ချင်းနေတဲ့ကလေးလိုပဲလူတွေကသိကြတော့တယ် ဟုတ်တယ်လေ ကျောင်းညာတွေလာရင်လည်းတမျိုးအိတ်ချင်းနဲ့ကြောက်တယ်ပဲအဲ့ဒါဆရာကြောင့် ဟောဗျာ အဲ့တော့အိပ်ပြန်ချင်းနဲ့ဆိုတာလေမစိုးကြည့်ဘူးတမီးကြီးနေမစိုးကြည့် ဟောတကယ်ကြီးလည်းမဆော့ကြအဲ့ဒါဆရာနဲ့ဆော့မယ်လားဆရာနဲ့ရုံငန်းထဲမှာ သမီးပတိမီယာဟာရဝက်ကတောက်မကြောက်လာနေကြအဲ့တော့မတောက်ခဲ့ရလို့အိပ်ပြန်တောက်ဖို့အတွက်အိပ်ပြန်ချင်းလား ဟောအဲ့လိုလား ဟုတ်တယ်သမီးအခုဆိုရင်ကြောက်တဲ့မှန်တဲ့ကလေးလေးဖြစ်နေပါ යි နော် ဟုတ်တာဗောဟုတ်တာဗော ဟုတ်ပါလေသမီးပတိမီယာဟာရဝက်ကတောက်လို့သင်ဆန်းကျမနေတာလေ ဟောအေးပါကွာဆရာကရောပရီမီယာအာဟာရခွေကမထက်ရှင်ဘူးလား ဆရာတို့တိုက်ဖို့အတွက်ပါလာတာပေါ့ဆရာတို့ဘလက်ပိတ်လေးမဟုတ်ပဲသမီးတို့အားရှောက်တိုက်ချင်တာပါ အေးပါကွာငါလည်းပရီမီယာအာဟာရခွေကတောက်ပါမယ် ဖရကထိတ်ဖို့တဲ့အခါကျရင်တိတ်ရွာလို့ပတိမီယာဟာရဝက်ကတိုက်အောင်မ ဟာကောင်းတာဗော ဖခင်နဲ့မမေကရွာဖုန်ကြီးကြောက်လဲလူပေးအောင်မတဲ့ တာဓုတာဓုတာဓုပါဗျာကဲဆရာနဲ့သမီးအခုပဲဖြော်တော့လိုက်အောင်ကွာဟာဘလာမပန်ငွေသားကဆမ်းမဲလဲပါတယ်ဟာ ဟုတ်တယ်လူဆရာ တထုံးမှာ25 gram ပါတာပဲ ဟုတ်တယ်လူဆရာအများကြီးတော့ဝါတာပေါ့ကိုယ်ကနဲ့လေးရလဲမွေးနာပဲဆောက်လို့ရန်ကောင်းတာပဲနော်ဆရာ ဟာဗောတန်ဆွမ်းကျမ်းမှာပရီမီယာအာဟာရခွေကသမီးပါတယ် ပါဖန်ကျမပတိ